နော်များရလည်းအပြိုင်ဖြစ်နေရမယ်ဒီလိုမျိုးလေးအပြိုင်လေးစောင်းနေလို့မရဘူးတောင်းလို့အပြိုင်လို့မခေါ်ဘူးနော်ဒီများနဲ့အပြိုင်လေးမှာဒီလိုမျိုးလေးအပြိုင်လေး16ခွဲလောက်ရှိစင်ဒီမှာ16ခွဲလောက်ရှိရတယ်နော်โอเคပြီးဆိုရင်သူ့ကိုပတ်လဲချုပ်ဖတ်ချလိုက်တော့မယ်အောက်က 2.5 ဒီဘက်က 2.5